ကော်ဖီခါးရတဲ့အကြောင်းပုံမှန်တောက်နေကြကော်ဖီကဒီနေ့တမူထိုးပြီးခါနေတယ်နေ့တိုင်းတောက်နေကြအမျိုးအစားပါဝင်မှုနှုန်းထားကလည်းဒီအတိုင်းတာအနှွေးဓာတ်ရဲ့ပြန့်နှံ့မှုကလည်းဒီအချိုးအတိုင်းခွက်ရဲ့3 ပုံ 2 ပုံထည့်ထားတဲ့ရေရဲ့ဖြစ်တည်မှုကလည်းမပြောင်းမလဲဒီနေ့မှခါနေတာကခက်တယ်ခါတာမှတူးနေတာမျိုးပဲတစ်သက်မှတစ်ခါတော့ခါပြစ်လိုက်မယ်ဆိုတာမျိုးပဲဒါနဲ့ကော်ဖီတောက်သူကအခါရဲ့ရင်းမြစ်ကိုကော်ဖီငုံနေစဉ်စိတ်ငူတယ်ဓာတ်မတည့်မှုတစ်ခုခုအကြောင်းစဉ်းစားတယ်မိုးလင်းကလေးကအဖြစ်အပျက်တွေစီလှမ်းတွေးတယ်ရခင်နေ့အကြောင်းအရာတွေကိုမှတ်မိသမျှတွေးခေါ်တယ်စပွဲပေါ်ပြန့်ကျဲနေတဲ့ဘာသာစကားအစုအပုံတွေစီရောက်တယ်မိုးဝေးကနေပီကာဆိုအထိမြင့်တန်းကနေမူရကာမီအထိတက်ထားတဲ့မျက်မှန်ကနေရှကျသွားတဲ့ခဲတံရဲ့ဘေးသားအစိတ်ပိုင်းတွေထိနောက်တော့နေမဝင်သေးတဲ့မနက်ဖြန်ရဲ့နောက်ဆက်တွဲတည်ရှိနေမှုတွေအထိတိုးဝှေ့ဝင်ရောက်ရှာဖွေနေမိတော့တယောက်ယောက်လှမ်းပြောသံကြားရတယ်ဒါဟာအခက်ကြီးတဲ့ခုန်ချနေတာပဲတဲ့အဲ့ဒီနောက်တော့ကော်ဖီတောက်သူကရက်လိုက်တယ်ဒရဇက်ပြေးနေတဲ့ခြေလမ်းတွေကိုရုတ်တရက်ဘရိတ်အုပ်လိုက်တယ်လို့မျိုးသူ့ကိုဝင်ဆောင်နေတဲ့အတိတ်ရဲ့အချိန်ကာလတစ်ခုကိုရက်တန့်ပစ်လိုက်တယ်ခေးလို့